ဇလန်အစမှာတော့စိုးရဲတပ်ဖွဲ့ကစီးစက်ညှိနှိုင်းရေးမှူးဟာချီယွန်းဟာဓားစာခံဖမ်းဆီးတဲ့အခင်းကျင်းတစ်ခုကိုဖြည့်ရှင်းဖို့ကြိုးစားပေမဲ့မအောင်မြင်ပဲမျက်စိရှိတင်ဓားစာခံတွေတေဆုံးသွားတာကိုမြင်လိုက်ရပါတယ်ရှင်။ဒီဖြစ်ရက်ကသူမအတွက်တကယ့်ကိုကြီးမားတဲ့စိတ်တန်ရာဖြစ်သွားပြီးအလုတ်ကနေနှုတ်ထွက်ဖို့တောင်ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့ကံကြမ္မာကသူမကိုအနားမပေးသေးပါဘူး။သူမရဲ့အထက်လူကြီးကထိုင်းနိုင်ငံမှာရှိတဲ့လူဆိုးကိုင်းတစ်ခုရဲ့ဖမ်းဆီးခြင်းကိုခံထားရတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အခါမှာတော့ချီယွန်းတယောက်အချီနေကိုထိမ့်သိမ့်ဖို့ပြန်ရောက်လာခဲ့ရပါပြီ။ဒီနေရာမှာမင်းသားကြီးဟွန်ဘင်းတရုတ်ဆောင်ထားတဲ့မင်းထေကူဆိုတဲ့လူသက်သမားကြီးပေါ်လာပါပြီ။သူကအရန်ကိုတီငိမ်ပြီးကြောက်စရာကောင်းတဲ့သူပါပဲ။သူကချီယွန်းကိုဗီဒီယိုကောကနေတဆင့်စကားပြောဖို့တောင်းဆိုခဲ့ရပါတယ်။ထူးခြားတာကသူဟာဘာလို့ဓားစာခံတွေကိုဖမ်းထားတာလဲဘာကိုလိုချင်တာလဲဆိုတာကိုချက်ချင်းမပြောဘဲချီယွန်းနဲ့စကားစစ်ထိုးပြီးကစားနေတာပါပဲချီယွန်းခမရမှာလဲတစ်ဖက်ကဓားစာခံတွေရဲ့အသက်ကိုစိုးရိမ်နေရတယ်လို့တစ်ဖက်ကလည်းအီးဆက်ဆက်နဲ့လှောင်ပြုံးပြုံးနေတဲ့မင်းထေကူရဲ့စိတ်ကစားတာကိုခံနေရတာတကယ်ကိုရင်တထိတ်ထိတ်ပါပဲရှင်ဇလန်လေးကကြည်နေရင်းနဲ့တဖြည်းဖြည်းပူလီးနေပါတယ်မင်းထေကူဟာတာမန်လူသက်သမားတယောက်မဟုတ်ဘူးဆိုတာကိုချီယွန်းသိလာရတယ်။သူဒီလိုတွေလုပ်နေရတာကနောက်ကွယ်မှာကြီးမားတဲ့မတရားမှုတွေအကျင့်ပြတ်ချစားနေတဲ့အစိုးရအရာရှိကြီးတွေနဲ့ဆက်နွယ်နေတာပါ။မင်းထေကူရဲ့မျက်လုံးထဲမှာနားကြီးချက်တွေဝမ်းနည်းမှုတွေပြည့်နှက်နေတာကိုမြင်ရတဲ့အခါပရိသတ်ကြီးလေသူတကယ်ပဲလူဆိုးကြီးလားဆိုပြီးတနာမိမှာအသေးကြပါပဲ။ချီယွန်းကလည်းစီကန်းနေထက်နှလုံးသားကိုဦးစားပေးပြီးမင်းထေကူရဲ့ခံစားချက်ကိုနားလည်ပြီးဖို့စူးစမ်းလာတဲ့အခါမှာတော့သူတို့နှစ်ယောက်ကြားမှာထူးဆန်းတဲ့တန်ရောစင်တစ်ခုစတင်လာပါတော့တယ်။ဒါပေမဲ့အချိန်ကတော့တိတ်မကြံတော့ပါဘူး။အထက်ကအရာရှိကြီးတွေကသူတို့ရဲ့အပုံနဲ့နေပုံမှာဆိုလို့မင်းထေကူကိုအတီးတက်ဖို့အထူးတပ်ဖွဲ့တွေကိုလွှတ်လိုက်ပါပြီ။ချီယွန်းကတော့ကျမကိုယုံမှာအားလုံးကိုဖြည့်ရှင်းပေးမယ်လို့မင်းထေကူကိုလို့မင်းထေကူကိုဂတိပေးပြီးတားဆီးနေခဲ့ပေမဲ့အခြေအနေတွေကတဖြည်းဖြည်းအဆိုးဘက်ကိုဦးတည်လာပါပြီ။မင်းထေကူကတော့သူချစ်ရတဲ့ညီမလေးအတွက်တရားမျှတမှုကိုရှာဖို့နောက်ဆုံးအဆင့်အထိသွားဖို့ဆုံးဖြတ်လိုက်ပါပြီ။တနတ်တန်တွေပုတ်ကွဲတန်တွေကြားမှာချီယွန်းတယောက်သူ့ကိုကယ်တင်နိုင်မလားဆိုတာကတော့တကယ်ကိုမျက်တောင်မခတ်တန်းကြည့်ရမယ့်အပိုင်းပါပဲရှင်။နောက်ဆုံးမှာတော့မင်းထေကူဟာကိုယ်တိုင်ဘုံတွေပတ်ပြီးအချင်းပြတ်အရာရှိကြီးတွေရှိရာကိုရောက်သွားခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကသူကိုယ်တိုင်အသေးခံပြီးအမှန်တရားကိုဖော်ထုတ်ဖို့ပါပဲ။ချီယွန်းကသူ့ရှိမှတွေငိုယိုပြီးတားဆီးခဲ့ပေမဲ့မင်းထေကူကတော့နူးညံ့တဲ့အပြုံးလေးတစ်ခုနဲ့နောင်ဘဝကြရင်ငါတို့အပြင်မှာEECC တွေ့ကြရအောင်လို့ပြောခဲ့တဲ့စကားလေးကတကယ်ကိုရင်ကွေးမတက်ခံစားရစီပါတယ်ရှင်။အဆုံးသတ်မှာတော့မတရားမှုတွေဟာလူသိရှင်ကြားဖြစ်သွားခဲ့ပေမဲ့ချီယွန်းအတွက်တော့သူမနားလေပြီးခဲ့တဲ့သူမကိုယုံကြည်ခဲ့တဲ့လူတစ်ယောက်ကိုဆုံးရှုံးလိုက်ရတာဟာဘယ်တော့မှမိလို့မရနိုင်တဲ့အမာရွတ်တစ်ခုဖြစ်ကြံရစ်ခဲ့ပါတော့တယ်ရှင်။